ပါဗျာအရန်ကိုတွဲညီတဲ့လင်မယား2ယောက်နော်ဒီလိုတွဲညီဖို့ဆိုတာတော်ရုံတန်ရုံနဲ့မရဘူးဒါတော့ကိုမိမဒီဟာတောက်တက်မှကိုရကြတောက်ရင်ဘေးမှာထိုင်တောက်ပေးတယ်မိမမျိုးနော်ဒီလိုအိထောက်ပဲဆိုတာတော်တော်ကိုရှားရခဲ့တယ်ဒါတော့အပျော်တောက်တာပေါ့နော်ဘီယာဆိုတော့နည်းနည်းလေးပဲမူပါပေါ့နော်ညီလေးလည်းမထားပြီးတော့အခါတည်းလေးတောက်ကြည့်ပေါ့နော်ကိုမနဲ့ကိုမိမကဘီယာမတောက်တဲ့ဘူးဆိုရင်တော့တမျိုးပေါ့တောက်တဲ့အောင်တင်ထားပေါ့နော်ချီယာငယ်ချင်းတို့မိမကိုဘီယာတောက်တဲ့အောင်တင်ထားပေးလိုက်နော်ဘီယာတော့နည်းနည်းပဲမူတာပေါ့နော်အရင်နဲ့မတူပါဘူးအပြောပဲတောက်ကြပါမြောက်အောင်မယ်မြောက်သွားရင်ပေါက်မယ်နော်ဒါသူမိမသူချစ်လို့တော်တော်ကိုလိုက်ဖက်ညီတဲ့လင်မယား2ယောက်ဖြစ်တယ်